အားလုံးပဲမင်္ဂလာပါနော်မတွေ့တာကြတော့လေဟိုမိနေမှာဆိုလို့ပေါ့နော်ဗီဒီယိုလေးတွေပြန်တင်ပေးမယ်ဟိုအဒါဘာတင်ကောင်းမှလဲဆိုပြီးတော့စဉ်းစားရင်းနဲ့ပေါ့နော်ဒီနေ့ကလက်မိဘူးတိုင်းနဲ့လက်အပူလောင်ပါတယ်လက်အပူလောင်မိဘူးနဲ့ထိတော့နေမှာတွေ့လားမသိမိအလင်းနဲ့နင်းကကတ်စီလဲဒီမှာတပြားတွေ့လားလက်အပူလောင်သွားတော့ပေါ့နော်အဖူနဲ့အဖူပေါက်မှာဆိုလို့ဆိုင်ကယ်လဲမောင်းရတယ်ဆိုတော့ဒီတန်းကန်ရင်လေအဖူပေါက်အကြီးပေါက်သွားလို့ရှိရင်အရေးကြီးဖူကပေါက်သွားလို့ရှိရင်တအားဆက်တယ်လေနာနဲ့ဖြစ်မှာဆိုလို့လဲအဲ့လိုမျိုးပေါ့နော်ဟိုနေမှာဆိုလို့အဲ့ဒါအဖူမပေါက်အောင်ဘယ်လိုလုပ်လိုက်လဲဆိုတာလာပြောပြမယ်ပေါ့နော်ဘာရရမှမသိလို့အဲ့ဒါလေးကလေအထီချင်းအဲ့မှာဘေးစင်မှာသွားပြီးတော့နိုင်ဝဲလောက်အဲ့ဒီမှာရေခံလိုက်တယ်ပေါ့နော်ဆက်တာအတကုတ်ပဲနေတဲ့ပြိုင်မဟုတ်တပြားကြီးဒီမှာတော်လေးနည်းအပူဆိုတာနည်းထိတာနဲ့ကိုလေပူဆက်ပူလောင်ဖြစ်နေပြီဟုတ်အခုကကြာနေတဲ့ပြိုင်မဟုတ်တော်သေးလို့မဖူပါတာအဲ့ဒါဘေးစင်မှာတနိုင်လောက်တနိုင်မရှိနိုင်ဝဲလောက်ရေခံလိုက်တဲ့ရေအေးဘူးလဲအပူထိတယ်ဆိုပြီးတော့ဟို9မိနစ်10မိနစ်ပေါ့နော်အဲ့လိုမျိုးလေးခဏတစ်ဖြုတ်ဟို10မိနစ်နဲ့သွားစိတ်လိုက်လို့ရှိရင်ရေသွားခံလိုက်လို့ရှိရင်များတော့အဖြစ်အပူကြီးဖူးလာတယ်ရေမလောင်းပြန်တော့လဲအပူဖူးလာတော့ရေလောင်းလို့ရှိလဲအပူကုန်အောင်ဟိုလောင်းရတယ်လို့အဲ့လိုမျိုးပေါ့နော်ကြာဘူးလို့အဲ့လိုမျိုးအဲ့ဒီတိုင်းသွားနေလိုက်တယ်ဖူးမှလဲကြောက်လို့ဆိုတော့အဲ့ဒါနိုင်ဝဲလောက်အဲ့ဒီတိုင်းရေခံပြီးတော့ BC ပိုက်ကောင်မှဒီတိုင်းလေးခံပြီးဟိုလှဲလိုက်နဲ့အမှမိနစ်30နိုင်ဝဲလောက်နေပြီးတော့စီလိမ့်လိုက်တယ်ကောင်းတယ်မဖူပါဘူးအသမပုံစံလိုမျိုးပဲဖြစ်သွားတယ်ပေါ့နော်စီလိမ့်လဲပါစီလိမ့်လိုက်လဲဆိုတော့ဒီစီဒီမှာအိမ်မှာလည်းခလေးငယ်တယ်ဆိုတော့တူလီမုတ်ဆာစီးတွေအကုန်လုံးထည့်ထားတယ်လူရမယ်ရပါတယ်ဒါပေါ့နော်နီယိုမိုင်ဆင်ပါတဲ့စီမှန်သမျှလေလို့ရတဲ့ထင်တယ်ဒီတစ်စိတ်ပဲမဟုတ်ဘူးเนาะနေမိုင်စင်ပါတာအဲ့ဒီထဲမှာဘန်အပူလောင်တာတွေပါအညိုးမှာအပူလောင်တာတို့ရေးထားတာပါလို့ရှိရင်ပေါ့သုံးလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးတွေရေးထားတာတွေးလို့အဲ့ဒါလေးကောက်လိုက်တာထူလေးကောက်လေးလိုက်တယ်အဲ့ဒါလေးလိုက်ပြီးတော့ဒီလိုမျိုးပြကက်ဖြစ်သွားတယ်ပေါ့เนาะအဖူမပေါတော့အမယူအသမလုံးမျိုးတော့သူကနည်းနည်းကြီးတယ်ဆိုတော့လေနည်းနည်းဟိုအထဲတန်ရနည်းနည်းနှဲ့တယ်ဆိုတော့အသမလုံးမျိုးဖြစ်သွားတယ်ဒီထဲကဟိုနော်တငယ်ချင်းတို့လည်းပေါ့နော်ဟိုအပူဖူးအဲ့လိုမျိုးအပူထိပြီးတော့အပူဖူးပေါက်တဲ့လူတွေတော့ကြုံဘူးမှာပဲเนาะတော်တော်များများဖူးတယ်ဆိုတော့လေဒါအခုကကြတော့မဖူးဘူးနောက်ဒီလိုမျိုးနီးလှုပ်လိုက်တယ်အခုနာလူမျိုးနီးနဲ့လှုပ်လိုက်တာကိုလာပြောပြတာပေါ့နော်တကယ်လို့ကိုလက်အပူထိပြီးတော့ပေါ့နော်အပူဖူးမပေါအောင်ဘယ်လိုလှုပ်လိုက်လဲတခြားနီးလန်းတွေရှိလို့ရှိရင်လည်းကိုမလာပြီးတော့မျှဝေပေးအောင်เนาะဘယ်သူမဆိုဟိုနေအဲ့ဒီဥစ္စာရရေးကြည့်ဖူးပေါက်သွားလို့ရှိရင်ဒါ